안녕하세요, 디아입니다. 여러분, 국가로 나라바이모노, 나라바이모 소리노 코리아마 가정의 달소비로 땀마타바래. 가정소라가로 여러분의 띠의 가족네 신도레 스갈롱이보노. 가정소라가로 도의 가족들 피때 아포와 아미마리아 뒤두니데 디아타이 임용니고 가정노 코라 피바래. 서로 나라바이모 미다줄라 아니네 땀마타라보노. 바로 뒤로 땀마타라래 소리노 나라바이네 마 미다줄네 따사이네 니두니메အများကြီးရှိလို့ပဲဖြစ်ပါတယ်။ Okay ဒါဆိုရင်ဒီလိုဘလို့နေတူးနေမြက်လေးရှိမလဲဆိုတာကိုဒီနေ့တူတူလေးလာကြည့်လိုက်ရအောင်နော်။ပထမအဆုံးတစ်ခုကတော့9လပိုင်း1ရက်နေ့ခလို့ထားရဲ့နေ့ဖြစ်ပါတယ်။ဒီနေ့ကတော့ရောဘလို့သိတဲ့အတိုင်းပေါ့နော်မေဒီနေ့လုတ်သမားနေ့ဖြစ်ပါတယ်။နောက်တစ်ခုကတော့9လပိုင်း9ရက်နေ့အော်ဒီနီနာဖြစ်ပါတယ်ကလေးများနေ့ပေါ့နော်ဒီနေ့မှာဆိုရင်တော့ဒီကလေးတွေကိုမိဘတွေဆွေမျိုးသားချင်းတွေကနေပြီးတော့ဒီလက်ဆောင်ပစ္စည်းတွေပေးကြပါတယ်ကလေးတွေအတွက်ကတော့တကယ်ကိုပျော်စရာကောင်းတဲ့ဒီခရစ်စမတ်လိုနေ့မျိုးပေါ့နော်နောက်တစ်ခုကတော့9လပိုင်း10ရက်နေ့အော်ဘော်အီနာဖြစ်ပါတယ်မိဘများနေ့ပေါ့နော်ဒီနေ့လေးမှာဆိုရင်လည်းပဲတာသမီတွေကဒီမိဘတွေကိုလက်ဆောင်ပစ္စည်းတွေဒီကိုယ်ပိုင်ရေးတဲ့လက်ရေးစာလေးတွေပေးကြပါတယ်အဓိကအဖြစ်တော့ carnation ပန်းလေးတွေကိုလက်ဆောင်အနေနဲ့ပေးထားတယ်ပေါ့နော်ဒီ carnation ပန်းလေးတွေကိုပေးတဲ့အခါမှာလည်းပဲပန်းစည်းအနေနဲ့ပဲဖြစ်ဖြစ်မိဘတွေရဲ့ဒီရင်ဘတ်လေးမှာကိုယ်တိုင်ထိုးပေးပြီးတော့ပဲဖြစ်ဖြစ်ပေးကြပါတယ်နောက်တစ်ခုကတော့ worship oil စစ်စင်ငယ်နိုင်ဆရာများနေ့ဖြစ်ပါတယ်ဒီနေ့မှာဆိုရင်လည်းပဲဒီဆရာသမားတွေကိုပန်းစည်းလေးတွေလက်ရေးစာလေးတွေလက်ဆောင်ပစ္စည်းလေးတွေပေးကြပါတယ်ပုံမှန်အဖြစ်တော့ဒီဘူတန်းမဖြစ်စေမဲ့အတိတ်ပဲရှိတဲ့ပစ္စည်းသေးလေးတွေကိုပေးကြတာဖြစ်ပါတယ်နောက်တစ်ခုကတော့ over 20일 성년의 날အရွယ်ရောက်သူများနေ့ဖြစ်ပါတယ်အဲ့ဒီနေ့လေးကတော့ဒီ19နှစ်ပြည့်သွားတဲ့လူလေးတွေကိုအရွယ်ရောက်သွားလို့ဂုဏ်ပြုတဲ့နေ့လေးဖြစ်ပါတယ်အဲ့ဒီနေ့လေးမှာဆိုရင်တော့ဒီအရွယ်ရောက်သွားတဲ့သူလေးတွေကိုမိဘဆွေမျိုးတငယ်ချင်းတွေကနေပြီးတော့လက်ရေးစာလေးတွေရေမွေးလေးတွေစားတဲ့လက်ဆောင်ပစ္စည်းလေးတွေပေးကြပါတယ်အဓိကအဖြစ်တော့အသက်20တဲ့ဝင်သွားတာကိုဂုဏ်ပြုတဲ့အနေနဲ့နှင်းစီပန်းအပွင့်20ကိုပေးလေးရှိကြပါတယ်နောက်ဆုံးတစ်ခုကတော့ over 21일 부부의 날 생일만의 면이ဖြစ်ပါတယ်둘이 하나가 되는 날ဆိုတဲ့အဓိပ္ပာယ်နဲ့21ရက်နေ့ကို부부의 날ဆိုပြီးတော့သတ်မှတ်ထားတာဖြစ်ပါတယ်အဲ့ဒီနေ့မှာဆိုရင်တော့ဇနီးမောင်နှံတွေကအပြန်အလှန်လက်ဆောင်တွေပေးပြီးတော့အချိန်ကိုပျော်ပျော်ရွှင်ရွှင်နဲ့အတူတူကုံဆုံးလေးရှိကြပါတယ်ဟုတ်ကဲ့ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်안녕